archives ပြီပါဒါကတော့ကျွန်တော်တို့ staycation နေတဲ့ block pad 2လေးပါအခုကတော့ကျွန်တော်တို့မိသားစုရေသွားကစားပါတော့မယ်ကျွန်တော်မိန်းမတော့အမျိုးသမီးအခန်းထဲမှာသူဟိုလဲနေပါတယ်အဲ့တော့ကျွန်တော်ဒီမှာရေကူး MB ကနားတဲ့နေရာတွေပါဒီနေရာကတော့ငှားရပါတယ်အခုလိုခုံလေးတွေကလည်းငှားရပါတယ်ဆရာကြီးရေကူးဝတ်စုံနဲ့တက်ပုံရိုက်ပေးပါတယ်ပြီးသွားရင်တော့ဆရာကြီးရေကူးပါတယ်ကျွန်တော်တို့ကသူ့ကိုငိုးမယ်ထင်တာသူလုံးဝမငိုတဲ့အပြင်သူကပျော်ပြီးတော့ရည်နေပါတယ်တယောက်တည်းလွတ်ထားကြည့်ရောလဲသူကရေကောင်းကောင်းကူးပါတယ်ကျွန်တော်တို့မရှိလဲသူကူးပါတယ်ရေကူးကန်ကိုတို့ကနေပြီးဒီလိုမျိုးဒီ glass roof တဲ့အောက်မှာစောက်ထားတော့ရေကူးကန်တော်တော်လေးကိုနှွေးပါတယ်ကျွန်တော်တို့ဘလောက်နှင်းကြကြဘလောက်အေးအေးတော်တော်နှွေးတက်ကိုခံနိုင်ပါတယ်မိုးလင်းကနေမိုးချုပ်ပြီးတော့အလုပ်တွေလုပ်ပင်ပန်းပြီးတော့ပြန်လာရင်သူ့ရဲ့အတန်ကြီးတန်လေးကြားလာရင်မောပြေသွားတယ်ဗောနော်အရင်တော့သူများရဲ့အဲ့ဒါပြောတာကျွန်တော်မယုံခဲ့ဘူးအခုမှကျွန်တော်တကယ်ယုံသွားပါပြီကိုရီးယားနွေရာသီကျောင်းပိတ်ရမှာကျွန်တော်ဂျေကျူးခီးစဉ်3ညရီ4ရက်ခီးစဉ်လေးစီစဉ်ထားပါတယ်စိတ်ဝင်စားတဲ့လူတွေကစပြီးတော့စရင်ပေးသွင်းလို့ရပါပြီရေကူးပြီးတော့ညစာတော့စားပါပါ entertainment resort ဆိုတဲ့အတိုင်းပဲဗီဒီယိုထဲမှာမြင်ကြတဲ့အတိုင်းပဲဗောနော်အမှမြင်တဲ့ချက်ပေါ်မှာအကုန်လုံးသူတို့ 3D နဲ့အဲ့လိုမျိုးလုပ်ပေးရပါတယ်စိတ်ပတ်ဝင်စားလေးတာလေးတို့ကျွန်တော်တို့လည်းအမှရက်ပြီးတော့သူ့အတွက်ကိုတပ်ပုံတွေပါရိုက်ပေးပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ buffet restaurant ရောက်ပါပြီဒါကတော့ hotel buffet restaurant မှာအခုမှဆိုရင်တော့ဒါ kids နေရာတွေနေမှာကလေးတွေအတွက်ကိုပေါ့နော်သူတို့ dim sum နေကလေးတွေစားလို့ရတဲ့အချိုးမုံတွေအားလုံး gate တွေပါအားလုံးလုပ်ပေးထားပါတယ်အခုတွေ့နေနေရတော့အသီးစုံနဲ့ကျွန်တော်တို့ no rotation တို့ AA တို့အားအကုန်လုံးရပါတယ်ကျွန်တော်ကြိုက်တာတော့ဒါပါပဲဒါကတော့ကြက်ဥကြော်တဲ့ session မှာကြက်ဥကြော်တဲ့နေရာမှာကျွန်တော်တို့ကြက်ဥကိုကျွန်တော်တို့ကြိုက်တဲ့ပုံစံမျိုးရွေးပြီးကြော်ပေးပါတယ်ဒါကတော့ sashimi salmon တွေပါဒီမှာကတော့နိုင်ငံ9နိုင်ငံ6နိုင်ငံစားတွေအကုန်လုံးထည့်ထားပါတယ်ဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးထိုင်းနိုင်ငံအစားအစာတော့မပါပါဘူးဒါကတော့တရုတ်နိုင်ငံအစားအစာပါ dim sum နဲ့ခေါက်ဆွဲကြော်ပါအဲ့မှာခေါက်ဆွဲကြော်မြန်မာပြည်ခေါက်ဆွဲကြော်နဲ့တော်တော်လေးဆင်လို့ကျွန်တော်အဲ့ဒါကို2ပွဲ3ပွဲလောက်စားခဲ့ပါတယ်ကျွန်တော်ကတော့ Chinese food နဲ့ Italy စားအများကြီးစားခဲ့ပါတယ်ချိုပွဲအနေနဲ့ donut နဲ့ cake တွေလည်းအများကြီးစားခဲ့ပါသေးတယ်သူ့ကိုစမ်းပြီးတော့နည်းနည်းတီးအရင်ကြွေးကြည့်တာပေါ့နော်သူကြိုက်လားမကြိုက်လားဆိုတော့သူမစိုးပါဘူးနည်းနည်းတီးလည်းသူစားပါတယ်အားလုံးစားပြီးကျွန်တော်မွေးနေ့အတွက် mini cake သွားဝယ်ပါတယ်အဲ့လိုနဲ့ကျွန်တော်တို့ hotel check out လုပ်ပြီး hotel မှာကျွန်တော်တို့ကျန်တဲ့နေရာတွေလိုက်ပြီးတော့ကြည့်ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်သားလေးအတွက်လိုတာလေးဝယ်ပြီးအိမ်ပြန်ခဲ့ပါတယ်ကျွန်တော်တို့ blog လေးကတော့ဒီမှာပဲပြီးဆုံးပါပြီ